to see it. All of you here. အားလုံးကိုတွေ့ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် A lot of young people. လူငယ်တော်တော်များများပဲနော် And some are not so young but young at heart as well. သူတို့ကြတော့တက်ကတော့အဲ့လောက်ကြီးမငယ်တော့နေနဲ့နှလုံးသားတော့ငယ်ငယ်ရွယ်ရွယ်ဖြစ်ပါလေ I'm the second category. အဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းဒီနှလုံးသားငယ်တဲ့ပုံငယ်ရွယ်တဲ့ဖွဲ့မှာပါတာဖြစ်ပါတယ် Yeah, it's good to be in the presence of God. ဘုရားရှင်ရဲ့မြတ်တော်တော်ထဲမှာနေရတဲ့အမှန်တန်ကောင်းတယ်မဟုတ်လား I think all of you will come because you long for God's presence. ဒီနေ့ကျွန်တော်တို့လာတာဘုရားရှင်ရဲ့မြတ်တော်ခံစားခြင်းလို့လာတာဖြစ်တယ် And that's why we are here. အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိုလျှောက်လာတာဖြစ်တယ် That's why we worship. အဲ့ဒါကြောင့်ကျွန်တော်တို့ကိုကိုးကွယ်တာဖြစ်ပါတယ် I am asked to speak from the Bible to encourage. ဒီနေ့ကျွန်တော်လည်းဒီနေ့နှုတ်ကပတ်တော်အားကြောင့်ခေါ်နာပေးဖို့ကျွန်တော်ခေါ်နာပေးဖို့ရတဲ့အတွက်ဖြစ်ပါတယ် The scripture I chose is from Ephesians chapter 4, 1 to 7. အဲ့ဒီဩဝါဒစာကံကြီးလေးအငယ်တစ်ကနေပြီးတော့ခုနှစ်ဖြစ်ပါတယ် Okay, Stefan, go ahead and read it. အဲ့ဒီဩဝါဒစာကံကြီးလေးအငယ်တစ်ကနေပြီးတော့ခုနှစ်တွေ့လို့ရှိရင်အားလုံးအတူတူဖတ်ရမှာတွေ့ကျမ်းစာပေါ်ပါရဲ့ခရစ်ယာန်တရားရဲ့နားမှာတော့ထိုင်ပြီးပါနောက်ကပါခေါ်တော်မူခြင်းကျေးဇူးတော်ကိုတင်တို့စီခံကြသည်နဲ့အထက်ရောက်ပြည့်စုံ၏အကြောင်းဘုရားခင်တကယ်ဘုရားတို့ကြောင့်ကျင်းခါရတော့ငါဒီအင်တို့ကိုဖက်တွန်းလို့ဆိုပါ၏အရာရာ၌နေချက်စိတ်ချက်နိုးညံ့တိမ်မှုခြင်း Bible, you can switch on your phone also. A lot of you have the Bible apps on the phone. ကျမ်းစာပေါ်ပါရင်လည်းကျွန်တော်တို့ဖုန်းလေးပါပါတယ် And for older people like us, the phone you can make the font bigger and easier to read. ကျွန်တော်တို့အသက်ကြီးလာတဲ့အခါကျတော့အဲ့ဒီ Android နဲ့ဖြစ်တဲ့အခါကျတော့စလုံးတွေကြီးလို့ရတယ်အဲ့ဒါတော်သုံးသက်လာဖြစ်ပါတယ် Ephesians is written by Paul. အဲ့ဒီဩဝါဒစာပေါ်လို့ရေးထားတဲ့စာဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိတယ် The first sentence he say as a prisoner for the Lord. ခရစ်တော်အတွက်အကျဉ်းခံရတော့ထောင်ချခံရတော့ We all know that Paul has a few books or letters written while he was in prison. ပေါ်လို့အနေနဲ့ထောင်အကျဉ်းတော်ထဲမှာရှိနေတဲ့အချိန်မှာသူရဲ့ပြီးစာတွေဩဝါဒစာတော်များများရေးထားတယ် And Paul is a person of action. ရှင်ပေါလုဟာဆိုရင်ပြောတဲ့အတိုင်းလုပ်တဲ့လူတစ်ယောက်ဖြစ်တယ် And you can see, from the time he came to Christ, he is always in action. He was always on trip. He's here and there proclaiming the gospel. သူကဒီခရစ်တော်ကိုလက်ခံယုံကြည်လာတဲ့တရားတွေပြီးတော့တနည်းကိုသူကလှုပ်ရှားနေတဲ့လူတစ်ယောက်ဖြစ်တယ် And there were so many things that happened in his life that was all recorded in the books of Acts. သူရဲ့လက်မှာဖြစ်တဲ့အကြောင်းအရာတွေတော်တော်များများမှာတမန်တော်ဝတ္ထုထဲမှာလည်းကျွန်တော်တို့တွေ့ရှိရတယ် And there was so much of it. And almost like half the books of Acts is about his trip going in there, proclaiming the gospel. သူရဲ့တမန်တော်ဝတ္ထုကိုကြည့်တဲ့အခါမှာများသောဖြင့်သူရဲ့ခရီးစဉ်တော်တော်များများကျွန်တော်တို့တွေ့ရှိရတယ် So as a man who is always in action, အဲ့ဒီလူတစ်ယောက်လှုပ်ရှားနေတဲ့လူတစ်ယောက်ကြောင့် can you imagine that he is found in a place and cannot go anywhere? စဉ်းစားကြည့်ပါဦးသူတနေရာထဲမှာနေခိုင်းပြီးတော့ဘယ်ကိုမှမသွားခဲ့ဘူးဆိုရင်ဘယ်လိုဖြစ်သွားမလဲပေါ်လို့ But at the end of his life, he was found in prison a lot. ကျွန်တော်တို့ဒီတဲ့အခါကျတော့များသောဖြင့်တော့ထောင်ထဲကိုတော့ခဏခဏရှောက်တယ် I think Paul, being a man he's just bursting with things that he wanted to do. His to-do list will be very, very long. သူဟာဆိုလုတ်ချင်တဲ့အရာတွေညာသိရှိဝေးလုတ်ချင်တဲ့အရာတွေတော်တော်များများရှိနေပါ There's so many churches that he already established. He wanted to go back. နောက်ပြီးတော့သူတည်ထောင်ထားတဲ့အသင်းတော်တွေသူတိုက်တွန်းထားတဲ့အသင်းတော်တွေမဲရတော့ပြန်ပြီးတော့ဝါချစ်ချင်တယ် But he is found in prison. He can't go. ဒါပေမဲ့အဲ့ဒီအချိန်မှာသူကထီနောင်ချင်းခံတဲ့အတွက်လုံးဝဘယ်ကိုမှသွားလို့မရဘူး So he stayed in one place and it's bursting with words, bursting with ideas, bursting with the message from God. တနည်းအားဖြင့်ပဲရှိပြီးတော့ဘုရားရှင်ရဲ့နှုတ်ထွက်စကားအတွက်လုံထွန်းတဲ့ပြီးရှံထွန်းတဲ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုငါချစ်တဲ့အဲ့ဒီ idea တွေကြာစီမှုတော်တော်များများကိုလည်းသူကအထင်းမှာဝ
ပြီးရှာနေတယ် He can't go and proclaim it. ဒါနဲ့ခန္ဓာကိုယ်တော့လို့မရ So it all comes out in words. အားကြောင့်မလို့သူစာနဲ့ရေးလာတာဖြစ်တယ် And that's why we have this rich literature from Paul, his word. အားကြောင့်မလို့အဲ့ဒီအမတားမှပေါင်းတဲ့ဘောလို့ရဲ့ဟောလာစာကျွန်တော်တို့ဖတ်ရတာဖြစ်တယ် His word from God to the churches. သူရဲ့ဟောလာစာကြီးကဘုရားရှင်သားနေပြီးတော့ကျွန်တော်တို့အသင်းတို့သားတွေအတွက်ပို့ပေးတဲ့စာတွေဖြစ်တယ် And today it become God's words to us churches here on the earth as well. အဲ့ဒါကြောင့်မလို့အရင်တော့ပေးထားတာကဘုရားအခုဒီချိန်မှာလည်းဘုရားရှင်ကကျွန်တော်တို့ကိုပေးထားတဲ့ဟောလာစာတွေဖြစ်ပါတယ် Now, imagine somebody like Paul in jail. စဉ်းစားကြည့်ပါဦးပေါလုကဲ့သို့သောပုဂ္ဂိုလ်တစ်ယောက်ထောင်ထဲမှာရှိနေတယ် If he want to write to Ephesus, အဲ့ဒီချိန်မှာအဲ့တဲ့အတဲတော်ကိုသူထောင်ထဲကနေတော့စာရေးချင် what will he write? ဒါဆိုသူဘာရေးမလဲ Important things from his heart. နှလုံးသားထဲမှာရှိတဲ့အရေးကြီးသောအရာတွေကိုပဲရေးပါစေ Important message from God. ဘုရားရှင်ကနေလာတဲ့အရေးကြီးသောစကားလုံးတွေကိုပဲရေးပါစေ So in his word he say, as a prisoner for the law, I urge you. ဘုရားခင်ရဲ့အချင်းခံရတော်မှာဒီအင်းတို့တိုက်တွန်းလို့ဆိုတယ် This is so important. I urge you. အရာအရေးကြီးတဲ့တိုက်တွန်းလို့ဆိုတာဖြစ်တယ် Well, we have to know why is it so important that Paul has to urge them. ပေါ်လို့ကဲ့သို့သောပုဂ္ဂိုလ်မျိုးအနေနဲ့ကျွန်တော်တို့တိုက်တွန်းလို့ဆိုတယ်ဆိုတာဘယ်တော့ကြည့်အရေးကြီးပါမလဲဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရတယ် And what is so important is to live a life worthy of the calling we have received. အရှင်ရဲ့စိတ်ချခြင်းနဲ့ဘုရားသခင်ရဲ့ခေါ်ခြင်းတရားနဲ့ကိုက်ညီသောအသက်တာဖြစ်ပါစေဆိုတော့ကျွန်တော်တို့နိုးဆော်ရဖြစ်တယ် Well, we all want to live a life worthy of God's calling. ဘုရားရှင်ရဲ့ခေါ်ခြင်းတရားနဲ့ထိုက်တန်သောခေါ်ခြင်းတရားနဲ့ထိုက်တန်တဲ့အသက်တာကိုကျွန်တော်တို့အသက်ရှင်ခြင်းတာဖြစ်တယ် God call us. ဘုရားကျွန်တော်တို့ကိုခေါ်တယ် If He call us and the calling is from God, how would you want to live this life? ဘုရားရှင်ကခင်ဗျားကိုရွေးလို့တော်ခေါ်တယ်ရွေးကောက်တယ်အဲ့လိုပုံပုံမျိုးဆိုရင်ခင်ဗျားဘယ်လိုအသက်ရှင်ခြင်းလဲ I think all of us young people sitting here, we think about the same thing. ကျွန်တော်တို့အားမဒီမှာထိုင်နေတဲ့လူငယ်တွေများတယ် We think about future. ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့စဉ်းစားတယ် But our future, we wanted to be living a life that is worthy. ကျွန်တော်တို့ရဲ့အသက်တာအနာဂတ်အတွက်ထိုက်တန်တဲ့အသက်တာမျိုးကျွန်တော်တို့ကအသက်ရှင်ခြင်းတာဖြစ်တယ် But what? Worthy of what? ဒါဆိုထိုက်တန်တဲ့အရာဆိုတာပါလေ Worthy of money? Not quite like that. ငွေကြီးနဲ့ထိုက်တန်တဲ့အသက်တာမျိုးလား Worthy of power? တကူအာဏာနဲ့ထိုက်တန်တဲ့အသက်တာမျိုးလား Or maybe your parents are very famous, so worthy of your parents' name? ဒါမှမဟုတ်မိဘတွေကအရှာပေါ်ပြလာဖြစ်နေတဲ့ပုံပေါ်တွေဆိုမိဘတွေကဲတော့ထိုက်တန်တဲ့ပုံပေါ်မျိုးအသက်ရှင်ခြင်းလား No. You all sit here. ကျွန်တော်တို့အားလုံးဒီမှာထိုင်တဲ့ပုံပေါ်တွေက We want to be worthy of God. အရာရှိခေါ်တဲ့အရာနဲ့ထိုက်တန်တဲ့အသက်တာမျိုးဖြစ်စီတယ် Because God chose you. ဘာဖြစ်လို့လဲအရာရှိတဲ့တဲ့ကိုယူကောက်တာ Because God called you. တဲ့ကိုခေါ်တာ So how we are going to live this life that God calls us? ဒါဆိုကျွန်တော်တို့အရာရှိခေါ်တဲ့အချက်နဲ့ထိုက်တန်အောင်ကျွန်တော်တို့ဘယ်လိုသိရှင်မလဲ So Paul continued to explain. အဲဒါကြောင့်ဘောတို့ကကျွန်တော်တို့ကိုရှင်းပြသွားတာဖြစ်တယ် Number one, နံပါတ်1မှာ be completely humble and gentle. လုံးအရာရာနဲ့စိတ်နှိမ်ချခြင်းနဲ့နိုးညံ့တဲ့ဝိခြင်းရှိပါ What is to be completely gentle? လုံးဝအတော့နိုးညံ့တဲ့ဝိခြင်းဆိုတာပါလေ Now, actually, living in Myanmar, you probably noticed the Burma people really value gentleness. ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့အခါကျတော့မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေရဲ့အရင်ချင်းအမှတ်တမ်းနိုးညံ့တဲ့ဝိရဲဆိုတော့ကျွန်တော်သိရှိရတယ် Right? The way they talk is very
polite, very soft. စကားပြောတဲ့အခါမှာလည်းတကယ်ကိုရင်းနှီးကြီးနေနော် So they don't like people like very loud. သူတို့အနေနဲ့တဲတဲလောင်းလောင်းနဲ့ဟိုအော်ချေနဲ့မပြောပါဘူး They like gentleness. တကယ်ရင်းကြီးဆိုတာနဲ့ပြောတာဖြစ်တယ် But it's very interesting. While their manner is gentle, when they drive their car, they are not very gentle. ဒီလိုလည်းရင်းကြီးပြီပဲကားမောင်းတဲ့အခါကျတော့သူတို့ရဲ့ရင်းကြီးကသူတို့ကိုပြောင်းလဲသွားတာဖြစ်တယ် The opposite of gentleness is aggressiveness. ရင်းကြီးတဲ့ဆိုရဲစမ်းချင်တဲ့စကားလုံးကပါလေဘောက်လေရိုင်းဆိုင်တာနော်ရိုင်းဆိုင်မရင်ကြီးရိုင်းဆိုင် When, especially nowadays, we have so many cars in ဒီ Yangon. ကြောင့်မှာဆိုရင်ကားတွေဒီလောက်များလာ And they are building a few places there's a bridge, so the road is like block 2 or 3 lanes. ဘုံကျော်တရားလေးတွေဆောက်လာတဲ့အခါကျတော့ရမ်းလို့ကားကျက်လာ And so a lot of times, 3 lanes of cars to become 1 lane. ဒီအရင်တုံးစီးနေဒေါ်လာနဲ့တော့ဟိုရောက်တဲ့အခါကျတော့ဟိုတရားနဲ့ဖြစ်သွားတယ် So the cars always have to know where to squeeze in. အဲဒါကြောင့်မို့လို့ကားမောင်းတမားကားစီရရတဲ့ပြင်မှာတော့ပြီးတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့ကားလေးကိုဘယ်လိုထည့်တယ်လဲဆိုတော့သူကြားထဲမှာဘယ်လိုမောင်းလဲဆိုတော့သူတို့အဲ့ဒါသိထားရတယ် And how to overpass the other car. yo ရက်နေတဲ့ကားတော်များများကိုသူတို့ကြောင်းတော်တော့မှာဟိုမှာ And everybody is getting ill-tempered. အားလုံးကလည်းစိတ်ဆိုးနေကြတယ် So when it gets to the point and the car is not moving, so ကားလည်းဘယ်မှာထိုင်လာလဲကြာပြီကားလည်းဘယ်မှာမပေါ်တဲ့အခါဘာလို့လဲတီနဲ့နော် on တီးနေကြတယ် I told my husband, you know, if you need to go through that bottleneck quickly, you need to take the outer lane. အဲ့ဒီပလဲခေါ်စာဖြစ်နေတဲ့အဲ့ဒီကားချက်တဲ့နေရာကိုတွားချင်တယ်ဆိုရင်ဟိုကနေတွားပြီးတော့ဒီလိုတွားလိုက်ပါဆိုတော့မျိုးသားကိုပြောလိုက်တယ်တင်ပေးလိုက်ပါလေ Because တော့ဘုံသူတင်ပေးတာပါ if you are so nice and you just queue at the back, you never even can go to the တို့ front. ရင်းချင်းနဲ့တော့အနောက်ကနေပြီးတော့တာအေးစစ်စော်နဲ့တားချီလို့ရှင်တို့ကျွန်တော်တို့ရောက်ချင်တဲ့နေရာဘယ်တော့မှရောက်မှာမဟုတ်လို့ပါ Yeah, so recently a friend asked me, why don't I drive? ငယ်ချင်းပြောဘာလို့ကားမောင်းတာလဲ And because sometimes my husband is not around and then I cannot drive and then we have to take bus or other transport. မြို့သားခေသွားတဲ့အခါလည်းကျွန်တော်တို့ဘတ်ကားစီးနေရတယ် And my answer is I'm too scared. ဘာဖြစ်လို့ကားမောင်းတာလဲဆိုရင်အရန်ကြောက်လို့ပါ Especially downtown, it goes like this. မြို့ထဲမှာဆိုရင်ကိုယ့်ဟာနဲ့ကိုယ်သွားနေကြတယ် And people cut out anywhere. အဲ့ဒီကြားထဲမှာလည်းလူတွေကလည်းကြားထဲနေဝင်လာသေးတယ် So this is aggressiveness. I cannot be so aggressive. I can't. အဲ့လိုထိကြာတန်းနဲ့မလုံးတတ်တဲ့အတွက်အဲ့ဒါကြောင့်မမောင်းရတာဖြစ်တယ် Jesus' example is completely the other way. ယေရှုခရစ်တော်ရဲ့အသက်ကအဲ့ဒီလိုဟာမျိုးမဟုတ် Although I don't know if Jesus drive in Yangon, what will happen. ယေရှုတော်မှာရှာတော့ကားမောင်းလို့ရှိရင်သူဘယ်လိုလုပ်ကြလဲတော့စဉ်းစားပြရတယ် But Jesus told us his example is to be completely gentle. သူရဲ့နမူနာယူဖို့ရပါလဲဆိုတော့လုံးဝလုံးညံ့တဲ့ဝိချင်းရှိပါ Matthew 11:29, if you have your Bible or your phone, Matthew 11:29. မဿဲခန်းကြီး7အငယ်29မှာမဿဲခန်းကြီး7 Jesus said, "Take my yoke upon you and learn from me, for I am gentle and humble in heart, and you will find rest for your souls. For my yoke is easy and my burden is light." ငါတကူကိုပြင်၍ထမ်းကြတော့ငါထံ၌နေခံကြတော့ငါဒီငုံညံ့တိမ်မွေ့ခြင်းနှိမ့်ချသောစိတ်တော်ရှိ၏တင်တို့ဒီစိတ်နှလုံးတွေတက်တာခြင်းကိုရနိုင်ပြီ You know, nowadays the world takes gentleness as weakness. ခုလူတွေကအဲ့လိုယဉ်ကျေးမှုတွေဒီစိတ်နှလုံးနှိမ့်ချတွေကိုလူတွေကအားနည်းခြင်းလို့ထင်တတ်ကြတယ် But gentleness is not weak. အာ
နင်းချက်ချင်းဆိုတာအာနေခြင်းမဟုတ် In အာဝ fact, ခြင်းမဟုတ် in fact, gentleness is strength. နင်းချက်ချင်းဆိုတာတကယ့်ခွန်အားဖြစ်တယ် When you change a person with gentleness, it's a change that you cannot do by force. လူတစ်ယောက်ကိုပြောင်းလဲစေချင်တယ်ဆိုရင်အဲ့ဒီခွန်ပုခွန်အားနဲ့ပြောပြီးတော့ပြောင်းလဲခိုင်းလို့မရဘူး When you yourself are changed, it was because of the gentleness of Jesus that changed you. ကျွန်တော်တို့ပြောင်းလဲလာတာလေယေရှုခရစ်တော်ရဲ့နှုံးညံ့တဲ့ငွေချင်းနှိမ့်ချခြင်းအားဖြင့်ကျွန်တော်တို့ပြောင်းလဲလာတာဖြစ်တယ် Nobody take a gun to your head and say, change. အဲဒီလူတွေကလာပြီးတော့တနတ်နဲ့ချင်းပြီးတော့ပြောင်းလဲဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူး In the same way, if we want Myanmar to change, you cannot take a gun to their head and say, change. မြန်မာနိုင်ငံတခုလုံးပြောင်းလဲဖို့ရတယ် change ဆိုပြီးတော့ကျွန်တော်တို့ကတိုင်းဆိုပြီးတော့ပြောလို့မရဘူး I think, you know, in the past, you know, they have tried, you know, maybe about 20 years. ကျွန်တော်တို့တော့ခဲ့တဲ့ဒီပေါ်30လောက်ပေါ့နော်တနတ်နဲ့ချင်းပြီးတော့ချက်ပြောင်းလဲဖို့ကျွန်တော်တို့ကြိုးစားနေမရဘူး The only change is the change in the heart. တကယ်ပြောင်းလဲခြင်းဆိုတာနှလုံးသားနဲ့ပြောင်းလဲရပါတယ် And that change in the heart, only the Holy Spirit can do it. အဲ့ဒီနှလုံးသားထဲကနေပြောင်းလဲဖို့ဆိုတာတန်ချင်းတော်ဝိညာဉ်တော်ဘာသာတွေလှုပ်ဆော်နိုင်တာဖြစ်တယ် Only Jesus can do it. ယေရှုခရစ်တော်ဘာသာနဲ့တတ်ဆော်နိုင်တာဖြစ်တယ် And his example is one of gentleness. အဲ့ဒီသူ့ရဲ့လုံးနဲ့တင်ဝေးချင်တာပါလေဆိုတော့ So Paul said, be completely gentle. အဲ့ဒီအတိုင်းပဲလုံးဝလုံးနဲ့တင်ဝေးခြင်းရှိပါဆိုတော့ဘောလို့ကျွန်တော်တို့ကိုမှားထားတာဖြစ်တယ် Not partially gentle. တစ်စိတ်တစ်ပိုင်းဆိုတော့ပြောထား Completely. လုံးဝဥဒ္ဒော Your Oh, no. example, my example, is Jesus himself. ယေရှုခရစ်တော်ရဲ့ပုံပမာဥပမာကိုယူပြီးတော့မှကျွန်တော်တို့လုံးနဲ့တင်ဝေးခြင်းရှိဖို့လိုပါတယ် And then the second thing he said, be patient. ဘာလဲတေးခံခြင်းရှိပါနံပါတ်1ပါ I have always heard people preaching about patience. လူတော်များများတေးခံခြင်းဆိုတာကိုဝေဟာကြတယ်တရားဟောကြတယ် And they always say, if you pray to be patient, လူတို့ကပြောလဲဆိုတေးခံဖို့ရတယ်တဆုတောင်းမယ်ဆိုရင် then God will always send something for you to test your patience. အဲ့ဒီခင်ဗျာတေးခံနိုင်ဖို့ကိုစမ်းသပ်တဲ့လေးလမ်းကိုဘုရားရှင်ကလက်တဲ့ကားစာကိုပို့ပေးမယ် So I am always very scared. I never pray for patience. အဲ့ဒါမို့လို့တေးခံဖို့ရတယ်ကျွန်မဆုမတောင်းရဘူး But you pray or not pray, we have to learn to be patient. ကျွန်တော်ဆုတောင်းနေဖြစ်စီမတောင်းနေဖြစ်စီတေးခံတော့အသက်တာတေးခံတော့အသက်တာနဲ့အသက်ရှင်ဖို့ရတယ်ကြိုးစားရမှာဖြစ်တယ် I always say the biggest lesson I learned to be patient is when I become a parent. ဆရာမအနေနဲ့တေးခံခြင်းကိုဘယ်လိုများနေပြီးတော့ရတာလဲဆိုတော့အထူးသဖြင့်မိခင်ဖြစ်လာတဲ့အခါမိဘတွေဖြစ်လာတဲ့အခါပို့ပြီးတော့ခံစားရ Especially when your child is 2-3 years old. ကလေးကနှစ်နှစ်လောက်ရှိလာတဲ့အခါကျတော့ What they want it right now. သူတို့လူချင်းလာကိုချက်ချင်းလူချင်းကြတယ် If you don't give also, they will cry, they will make a lot of fuss. ချက်ချင်းမပေးဘူးဆိုရင်သူတို့ကငိုရလဲငိုမယ်သူတို့လုံးတတ်တယ်များလုံးလာမှာ But if you just give, then they will be spoiled. So you cannot just give all. နောက်ပြီးတော့သူလူချင်းနဲ့သွားပြီးလို့ရှိရင်လည်းဒီလိုဖြစ်သွားမှာလေဖြစ်စီတယ်လို့ဖြစ်သွားမယ်ကင်းရဲ့စဖြစ်သွားအောင် So as a parent, what do you do? အဲကြောင့်လို့မိဘကြောင့်လည်းဘယ်လိုလုပ်မလဲ And with adults, we already develop a set of rules. How do we deal with adults? If you want them to behave better, you smile nicely. လူကြီးတွေနဲ့ပြောတဲ့အခါကျတော့ဒီလိုလုပ်ချင်တယ်ဆိုရင်ဒီလိုပြုံးနေပါစားနေကြတော့သူတို့ကိုပြောလို့ရတယ် But with children, you smile nicely, it won't work also. ဒါပေမဲ့ကလေးတွေကိုဒီဟာလုပ်ချင်တယ်ဆိုရင်ရင်ကြီးနဲ့ပြုံးပြပြီးတော့တောင်းပါဆိုတော့သူတို့ကိုတင်ပြလို့မရသေးဘူး It really tests your patience. ကျွန်တော်တို့ရဲ့ဒီခါနိုင်ဖို့ကိုသူတို့ကတကယ်ဆုံးစားတာချင်တယ် Sometimes when I look at children, I think about God. ကလေးတွေကိုကြည့်တဲ့အခါဘုရားရှင်ကိုကျွန်တော်ပြန်ပြီးတော့ဘုရားရှင်ပြရနေပြီးစဉ်းစားနေတယ် If the kids are like that to the parents, how much are we like that to God? ခ
လေးတွေကမိသူရဲ့မိဘတွေရှိမှအဲ့လိုဖြစ်နေဆိုရင်ကျွန်တော်တို့ရောဘုရားရှင်အပေါ်မှာဘယ်လိုနေကြလဲ How many times God teaches us again and again and again. ဘုရားရှင်တို့ထပ်ခါတလဲလဲကျွန်တော်တို့ကိုပါသင်ပေးတယ် And again we fail. သင်ပေးတဲ့အရာတွေကိုထပ်ခါတလဲလဲသင်ပေးတဲ့ lesson တွေကိုကျွန်တော်တို့ထပ်ခါတလဲလဲကြဆုံးကြတယ် If God doesn't have patience with us, ဘုရားရှင်ကကျွန်တော်တို့အပေါ်မှာသိခံခြင်းမရှိဘူးဆိုရင် what will happen to us today? ဒီကနေ့ပါဖြစ်သွားဦးမယ် God was so patient with us. ဘုရားရှင်ကျွန်တော်တို့ကိုအရင်ဒီခံပြီးတော့နေတတ်တာဖြစ်တယ် And He expects us to be patient with each other. သူနီးတဲ့ကောင်းမဲ့တရားနဲ့တရားပေါ်မှာသိခံဖို့ရဘုရားရှင်လိုတော်ရှိတာဖြစ်တယ် And then the third thing Paul continues to say, တတိယမှာဘောလောကပြောလဲဆိုတော့ bear with one another in love. တရားနဲ့တရားချစ်ချင်းမြတ်တာနဲ့အတင်းဘောပေါ်ခြင်းလို့ပြောထားပါ It's in the second part of verse 2, bearing with one another in love. မေတ္တာစိတ်နဲ့တရားကိုတရားသိခံခြင်းရှိပါ I often heard people say, I can't stand him anymore. သူကဘာလဲကြည့်လို့မရဘူးဆိုတာဒီဂျာဘူးခဏကြာဘူး I can't bear with this anymore. ဒီအရာလုံးမနိုင်တော့ Now, bearing with one another in love, it means it's something that is not easy. တရားနဲ့တရားသိခံခြင်းနဲ့တရားနဲ့တရားသိခံခြင်းရှိမှုရတဲ့လွယ်တဲ့အရာမဟုတ် You have to bear with it because of love. ခင်ဗျားနေနဲ့ဘာပဲဖြစ်ဖြစ်သူ့ကိုချစ်တဲ့အတွက်သိခံဖို့ဖြစ်ပါတယ် That's why Paul said, make every effort to keep the unity of the Spirit. အဲကြောင့်ပေါလုကပြောလဲဆိုတော့ဒီအရာတွေအားလုံးဟာစီလုံးညီညွတ်ခြင်းရှိဖို့ရတဲ့အတွက်တရားနဲ့တရားသိခံပါလို့ပြောထားတာ Make every effort. ကြိုးစားပြီးတော့ Because it takes effort. အဲ့ဒီအရာတွေကကြိုးစားဖို့လိုတယ် It's not easy. သူကလည်းကိုလိုလာတာမဟုတ် It doesn't come naturally. သူကလည်းကိုလိုလာမဟုတ်တဲ့အတွက်တည်း You know, a lot of times when we make friends with people who are easy. ကျွန်တော်တို့တကယ်ချင်းဖြစ်တဲ့အခါကျတော့တကယ်ချင်းရှာတဲ့အခါကျတော့ဒီလိုခင်းဆရာမောင်းတဲ့တကယ်ချင်းတွေနဲ့ပဲကျွန်တော်တို့တကယ်ချင်းဖြစ်ကြတယ် Isn't it like that? If you see that person, very easy to talk with, this person is very kind, this person smiles to me, so you feel, wow, drawn to this person really easy, and then you make friends with that person, right? လူတယောက်ကိုကြည့်တဲ့အခါဒီလူကခင်နေနေတတ်ပါတယ်ပြင်းဆွေနဲ့နေတတ်ပါတယ်သူနဲ့တော့စကားပြောရတာလွယ်ပါတယ်ဆိုတော့သူနဲ့တကယ်ချင်းဖြစ်ရတာအချမ်းလွယ် This is called coming naturally. အဲ့ဒါအလိုအလျောက်ဖြစ်လာတဲ့အရာတွေ I'm sure you have had that experience that when you meet someone, even for the first time, you felt it's like an old friend. တကယ်ချင်းလူတယောက်နဲ့တွေ့တယ်အရင်တော့တစ်ခါမှမတွေ့ဘူးဒီတစ်ခါပဲတွေ့တယ်ဒါနဲ့အဲ့ဒီတစ်ခါတည်းတွေ့တာတော့မှအိုးအရှင်ကလေးကကိုရှိတဲ့ကလေးလေးပြီးတဲ့တကယ်ချင်းလို့ကျွန်တော်တို့ခင်မင်းတွေ့တာလာကြတယ် Now this is called coming naturally. အဲ့ဒီအရာတွေပါလေတော့လူဖြစ်လာတဲ့ခင်မင်းမို့လေ We like to have friends like that. အဲ့လိုပုံမျိုးနဲ့တကယ်ချင်းဖြစ်ရတာရှားပြောလွယ်ပါတယ် Maybe the way you talk, you can attract each other. သူစကားပြောပုံကတကယ်ချင်းဟိုတခြားလူတွေကိုပြောစင်တာလည်းဖြစ်နေတယ် Maybe because your personality matches. နောက်ပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်ဓာတ်တွေတော့ပုံစံမျိုးနဲ့တက်ပေါ်လို့ရတဲ့ပုံစံဖြစ်သွားတယ် So we like to have those people as friends. အဲ့ဒါဆိုတော့အဲ့လိုမျိုးတကယ်ချင်းမျိုးတွေကိုရက်တကယ်အဲ့ဒီလိုပုံပုံမျိုးတွေရဲ့တကယ်ချင်းဖြစ်ချင်ကြတယ် Now those friends are also good, သူတို့လည်းကောင်းတယ် but Paul is talking about something harder. ဒါနဲ့ဒီမှာပေါ်လို့ပြောတာအဲ့လိုဟာမျိုးဖြစ်တဲ့ခက်ခဲအရာတစ်ခုဖြစ်တယ် Bearing with one another. တရားနဲ့တီးခံပါ Make every effort, ကြိုးစားပါ which means it is difficult sometimes. အဲ့ဒါကြောင့်မလို့ခက်ခဲတဲ့အခါခက်ခဲလို့ကြိုးစားပါဆိုလို့ပြောထားတာဖြစ်တယ် Now let's face it, in the church, not everybody are people that you like. ဒါနဲ့ဘုရားကျောင်းမှာ
ဝန်ခံပြီးတော့ပြောရမယ်ဆိုရင်ခင်ဗျားဘုရားကျောင်းမှာရှိတဲ့လူအားလုံးကိုသဘောကျလား It's not like everyone, you see them, they are like your family members. Some, maybe you don't quite like to talk to တ them. ချို့ဆိုရင်ကျွန်တော်တို့သူစကားပြောပြီးမပြောချင်တဲ့ဘုရားကျောင်းကလူတွေလည်းရှိတော့ရှိမှာနော် But especially you have a big church. အထူးသဖြင့်ကျွန်တော်တို့တင်းတော့အင်မတန်ကြီးတဲ့တင်းတော့ဒီလိုမျိုးမှရှိတတ်တယ် There are people, when you see them, you just crowd in and you like to talk. တွေးလိုက်တာလည်းသူတို့နဲ့ပြောချင်တဲ့လူတွေရှိတယ် But there are people, when you see them coming this way, you go that way. ဟိုဘက်ကနေလာပြီဆိုတော့ငါဟိုဘက်ကောင်းတယ်ဆိုတော့အဲ့လိုပုံပုံမျိုးတွေလည်းရှိတယ်ဘုရားကျောင်းမှာ Paul is saying, everyone, you have to make that effort. လူအားလုံးနဲ့ကြိုးစားပြီးတော့ခင်ဗျာကြီးတင်းကြီးခါရတယ် Some are easy, some are not easy. တချို့ကလွယ်တယ်တချို့ကခက်တဲ့ပုံပုံတွေရှိတယ် When it is not easy, you have to make every effort. ခက်တဲ့လူတွေရှိကိုသွားတဲ့အခါမှာကြိုးစားပြီးတော့သွားဖို့ဖြစ်ပါတယ်အာမင် And this effort is to keep the unity of the Spirit. အဲ့ဒီကြိုးစားဖို့ဆိုတာပါလေကျွန်တော်တို့ခရစ်တော်၌အလုံးတော်ဝတ်တည်ရှိဖို့ရအတွက်ဖြစ်တယ် This unity is given to you, to me, by the Holy Spirit. အဲ့ဒီစီလုံးညီညွတ်ခြင်းဆိုတာဘုရားရှင်ကနေတတ်ခြင်းတော်ဝိညာဉ်တော်နဲ့လာတဲ့အရာဖြစ်ပါတယ် Now, we always say, as a church, we should keep unity. ကျွန်တော်တို့အသင်းတော်မှာစီလုံးညီညွတ်ခြင်းရှိရမယ်ဆိုတော့ကျွန်တော်တို့အများနဲ့ပြောပါတယ် But did you know who gave you this unity? အဲ့ဒီစီလုံးခြင်းဆိုတာဘယ်သူကပေးတာလဲ It's the Holy Spirit. တတ်ခြင်းတော်ဝိညာဉ်တော်ဖြစ်တယ် Now, when we know that this unity is given by the Holy Spirit, ဒီအရာတတ်ခြင်းတော်ဝိညာဉ်တော်ကနေထွက်ပြေးပေးတယ်တတ်ခြင်းတော်ဝိညာဉ်တော်ပေးတယ်ဆိုတော့သိလာတဲ့အခါကျတော့ does it change your thinking? အဲ့ဒီကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်မှုတွေပြောင်းလဲလာဖြစ်တယ် It's not just any unity. This unity is something given to you by the Holy Spirit. အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးတဲ့စီလုံးညီညွတ်ခြင်းဖြစ်တယ်အခြားအရောအရာအဖြစ်စီလုံးညီညွတ်ခြင်းမဟုတ် And that's why we have to keep it well. အဲ့ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့အမေရိကန်တင်းထားဖို့ရတဲ့အတွက်အမေရိကန်စောင့်ရှောက်ဖို့ရတဲ့အတွက်လိုအပ်တယ် Make every effort to keep it well. နောက်တော့အားထုတ်ပြီးတော့စူးစမ်းအားထုတ်ပြီးတော့အဲ့ဒီကလုံးတော်ရဲ့ဖြစ်ခြင်းကိုကျွန်တော်တို့ထင်ထားဖို့ရတဲ့အတွက်ဖြစ်ပါတယ် Even though you cannot bear with him, you have to bear with him enough. သူ့ကိုကြိုက်တဲ့ဖြစ်စေမကြိုက်တဲ့ဖြစ်စေယေရှုခရစ်တော်အားရဲ့ချစ်ခြင်းမြတ်တာအဖြစ်ကျွန်တော်တို့စူးစမ်းလို့လက်ခံရမယ် Through the bond of peace. အဲ့ဒီငြိမ်သက်ခြင်းရဲ့ဘုံထဲမှာဖြစ်ရမယ် Now Paul is talking about the body of Christ here. ဘောလူကဒီနေရာမှာခရစ်တော်ရဲ့ခန္ဓာကိုပြောတာဖြစ်တယ် The body of Christ is us, this church, ခရစ်တော်ရဲ့ခန္ဓာကိုဆိုတာကျွန်တော်တို့အားလုံးနေဖြစ်တယ် but not only this church, ကျွန်တော်တို့ဒီအတင်းတော်တောင်မဟုတ် all the churches who worship Jesus. ယေရှုခရစ်တော်ကိုယ်တော်တဲ့တော်ကိုယ်များဟာယေရှုခရစ်တော်ခန္ဓာကိုယ်လေးဖြစ်တယ် We are all in that circle of unity. အဲ့ဒီဘုံထဲမှာအဲ့ဒီစီဝဲထဲမှာကျွန်တော်တို့အားလုံးရှိတာ Okay, so Paul continue to explain who are these people we're talking about. အဲ့ဒါဘောလူကအဲ့ဒီစီဝဲထဲမှာအဲ့ဒီကျိုးဝဲထဲမှာနေတဲ့လူတွေဘယ်သူတွေလဲဆိုတော့ရှင်ဘောလူကဘယ်လိုရှင်းပြထားပါတယ် Okay, so in chapter 4, verse 4 onwards, there is very famous the 7 ones. ဒီနေရာမှာခံကြည့်လေးအနေနဲ့ပြီးတော့ကျွန်တော်တို့အမတားနာမည်ကျော်တဲ့အရာစကလုံးတချို့ရှိတယ် Okay. တလုံးတော့ဆိုတဲ့စကလုံးတွေဖြစ်တယ် Okay. You can use your hand. Okay, we all count the 7 ones together, တ okay? လုံးတော့လည်းဆိုတာခုနှလုံးရှိတယ်နော်ကျွန်တော်တို့လက်တရား Your နဲ့ hands. ဒီလိုလိုရအောင်လည်းထုတ်ရအောင် Okay. ချမ်းလေး The first one is ပထမကပါလေ one body, ခန္ဓာကိုတလုံးတော့တလုံးတည်း one spirit, ဝိညာဉ်တပါးတည်း one hope, အကျိုးကြည့်ခြင်းမျော်လင့်ခြင်း thank you number 4,
one Lord. တခင်တစ်ပါး Number 5, one faith. ယုံကြည်ခြင်းတစ်ပါး Number 6, one baptism. baptism တစ်ပါး Number 7, one God. ခတ်တဲ့တော်ငါတို့ရဲ့အဖဘုရားသခင်သခင်ကြီး And number 7, Father of all. ခတ်တဲ့တော်အဖဆိုတော့ကျွန်တော်တို့တွေ့ရှိရတယ် One body, one spirit, one hope, one love, one faith, one baptism, one God, Father of all. ခုနလုံးပြပါနော် Did you count them all? Okay. Now this is the circle of unity that Paul is talking about. အဲ့ဒါဘောလို့ပြောထားတဲ့အဲ့ဒီစီးဝဲကျိုးဝဲဒါကိုပြောဆိုလိုတာဖြစ်တယ် One body, of course we know we're one body of Christ. ခရစ်တော်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုပဲဖြစ်တယ် Even if you're Baptist, AOG, it's not like 3-4 bodies of Christ, okay? Baptist ပဲဖြစ်ဖြစ် AOG ပဲဖြစ်ဖြစ် Methodist ပဲဖြစ်ဖြစ်ကျွန်တော်တို့သုံးလေးခန္ဓာကိုယ်မဟုတ်ဘဲနဲ့ကျွန်တော်အားလုံးကတစ်လုံးတစ်ခုတည်းခန္ဓာကိုယ်တစ်ခုတည်းဖြစ်ပါတယ်အာမင် One spirit. ဝိညာဉ်တစ်ပါးတည်းဖြစ်တယ် Holy Spirit is the only one. တန်ရှင်တော်ဝိညာဉ်တစ်ပါးတည်းဖြစ်တယ် One hope. ယုံကြည်ခြင်းတစ်ပါး Hope. မျှော်လင့်ခြင်း Okay မျှော်လင့်ခြင်းတစ်ပါးဖြစ်ပါတယ် Our hope is the hope of salvation. ကျွန်တော်ရဲ့မျှော်လင့်ခြင်းကပါတယ်မျှော်ကယ်တင်ခြင်းတည်ဟူသောမျှော်လင့်ခြင်း We know one day we are going to heaven. ဒီနေ့ကျရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုသွားမယ်ဆိုတော့ယုံကြည်ခြင်းမျှော်လင့်ခြင်းဖြစ်တယ် Our hope is different from anybody else. တခြားသောအရာတွေနဲ့လုံးဝမတူဘူး You know, I have had experience a few times of seeing non-Christian grieving over the death of their loved ones. ခရိယာန်မဟုတ်တဲ့ဂျိုဂျီသူမဟုတ်တဲ့သူတို့များများရဲ့အတုပကိုကျွန်တော်တို့တွေ့ရတယ် They are very, very, very sad. အရာဝန်နဲ့ငိုကြွေးနေကြတယ် The terrible thing for me is I don't know how to comfort them either. သူတို့ခက်တာတော့ပါလဲဆိုသူတို့ကိုဘယ်လိုနေတတ်ရလဲဆိုတော့ကျွန်တော်အနေနဲ့လုံးဝပြောလို့မထွက်နိုင် Because I cannot deceive them and say one day you will see them again. သူတို့ကိုလင်ပြီးတော့ကျွန်တော်ပြန်တွေ့မှာပါဆိုတော့တနေ့ကျရင်ကျွန်တော်တို့ပြန်တွေ့မှာပါဆိုတော့ပြောလို့လည်းမရ I cannot deceive them and say they will be in heaven, they are okay. သူတို့စီမံတော့ပြောပြီးတော့အမှုတော်ပြောပြီးတော့ကောင်းကင်နိုင်ငံရောက်မှာဘာမှမပေါ်လဲဆိုတော့ဘောတော့လည်းမကောင်းဘူး And deep down in their heart, sorry about that, but they know. နောက်သူတို့ရဲ့နှလုံးသားထဲမှာလည်းကဲတဲ့နှလုံးသားထဲသူတို့သိတယ် And that's why they were so sad. It is a loss and a complete loss. There's nothing they can do. လုံးဝဘာမှလုံးမရဘူးဆိုတော့သူတို့သိလို့ချင်တယ် So this hope that we Christians have is so precious. ကျွန်တော်တို့မှာရှိတဲ့အဲ့ဒီမျှော်လင့်ခြင်းဆိုတာအမှန်တမ်းမှတန်ဖိုးရှိတဲ့မျှော်လင့်ခြင်းဖြစ်တယ် And then we have one Lord, တခင်တစ်ပါး and that's why we don't judge others. အဲ့ဒါကြောင့်ကျွန်တော်တခင်တစ်ပါးရှိတဲ့အတွက်တခြားသောလူတရားစီရင်ဖို့မလိုဘူး Because they also have Jesus as their Lord. You are not their Lord. You don't speak for Jesus. ကျွန်တော်တို့ကတခင်မဟုတ်တဲ့အခါကျတော့သူတို့အတွက်တွားပြီးတော့ယေရှုကိုယ်စားတော့မလိုဘူးသူတို့တရားစီရင်ဖို့မလိုဘူး They belong to their Lord. You also belong to the Lord. So you don't go and judge them. သူတို့ကလည်းသူတို့ရဲ့တခင်ရှိတယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့တခင်ရှိတယ်အဲ့ဒါကြောင့်သူတို့ကိုတရားစီရင်တွားပြီးတော့တရားစီရင်ဖို့မလိုဘူး One faith, ယုံကြည်ခြင်းတစ်ပါး one baptism. baptism တစ်ပါး We are all baptized into the death of Jesus. ကျွန်တော်တို့ baptism ဒီရင်းချင်းခံတဲ့အခါမှာယေရှုခရစ်တော်ရဲ့သေခြင်းတရားထဲမှာကျွန်တော်ရင်းချင်းခံရတယ် And raised up together with him in his resurrection. နောက်ပြီးတော့ယေရှုခရစ်တော်နဲ့အတူပြန်လည်တော့ဆက်ရှင်ပြန်ထားကြတာဖြစ်တယ် So no matter what kind of baptism, sprinkling or immersion, the baptism is only one. ဂျင်းချန်တာလည်းဖြစ်ဖြစ်ဂျင်းနေတာလည်းဖြစ်ဖြစ်အဲ့အတိတရားအတူပဲဖြစ်ပါတယ် And one God, Father of all. နောက်ပြီးတော့သခင်တစ်ပါးခတ်တင်တော်အရာတော်ရဲ့အဖဆိုတော့ကျွန်တော်တွေ့ရှိရတယ် Deuteronomy 6:4. You could turn your Bible to Deuteronomy. Deuteronomy တော့လေနော်တရား
တရားဟောရကျမ်းခန်းကြီး6ပါ Deuteronomy 6:4 say, Hear, O Israel, the Lord our God, the Lord is one. တရားဟောရကျမ်းခန်းကြီး6အငယ်4မှာအိုဣသရေလအမျိုးနားထောင်တော့ငါတို့၏ဘုရားသခင်ထာဝရဘုရားသည်တဆူတည်တော်ဘုရားထာဝရဘုရားဖြစ်တော်မူ၏ Our God is only one God. တဆူတည်တော်ဘုရားဖြစ်တယ် It's not like there's a number of gods to choose from. ကျွန်တော်တို့ကဟိုဘုရားများရှိတဲ့နေရာတွေတွားပြီးတော့သွားဆွေးတာမဟုတ် And that's why in some churches they talk about, like ecumenical and then joining together with other faith. Some things are similar, but we are different. ကျွန်တော်တို့ကျန်တော်များများမှာပြောလဲဘာသာတရားတွေရဲ့ပေါင်းစည်းမှုတွေအဲ့ဒီဘာသာတရားတွေမှာလည်းတူညီတဲ့အရာတော်များများရှိပါတယ် But the essence of our faith is completely different. ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရဲ့အစီအစဉ်ဖြစ်တဲ့အရာလုံးဝကွာခြားသွားတာတခြားဘာသာတွေနဲ့ We only have one God. ကျွန်တော်တို့မှာတဆူတည်တော်ဘုရားရှိတယ် It's not a number of gods where you can choose whoever you like to follow. ဘုရားပေါင်းမြောက်များစွာရှိပြီးတော့အဲ့ဒီဘုရားတွေပြီးတော့တပါးကိုကျွန်တော်တို့တော်ပြီးတော့ရွေးတာမဟုတ်ဘူး So these 7 things we are together. အဲ့ဒီတလုံးဘောတေးဆိုတဲ့ခုနှစ်ချက်ရှိတဲ့အခါအားလုံးကကျွန်တော်တို့တွေ့ပြီးပါတယ် We are in unity. အဲ့ဒါကျွန်တော်တို့အဲ့ဒါကိုစီလုံးရှိတဲ့အရာဖြစ်တယ် But notice we are not in uniformity. ဒါနဲ့ကျွန်တော်တို့က unity လို့ပြောပေမဲ့နော်ပုံစံတူတာမဟုတ်စီလုံးညီညွတ်ခြင်းရှိပေမဲ့ပုံစံတူတာမဟုတ် We can agree to disagree on certain issues. အဲ့ဒါလည်းချက်ပြန်မယ်နော်ကျွန်တော်တို့ရဲ့မတူညီခြင်းတွေကိုတဘောတူရတယ်နော် this agree and disagree agree to disagree မတူတဲ့အရာတွေကိုတဘောလက်ခံနိုင်ဖို့ဖြစ်တယ် Now for example, how to worship. ဥပမာဝတ်ပြုကိုယ်ခြင်းနဲ့ပတ်သက်ပြီး Some people, they like to worship very quiet and singing hymns. အချို့တွေကဒီစီစီနဲ့ဟိုတချင်းကြီးဆိုပြီးတော့မှဝတ်ပြုကိုယ်ခြင်းကြတယ် Some people, they like a lot of loud music and drums and အချို့တွေကြတော့အဲ့လိုမဟုတ်ကျဲလေးတွေကောင်းတယ်လေပဲ different ways of worship, but it's okay. We are still worshiping God. ကျွန်တော်တို့ဘယ်လိုလဲကိုယ်လိုပဲလူနည်းနဲ့ကိုယ်တရားရှိကိုကိုယ်ပါပဲ If your heart likes the quiet worship, then you can go to a quiet worship. It's okay. တကယ်လို့နှလုံးသားနဲ့အဲ့လိုအေးစစ်စစ်နဲ့ညင်ညင်နဲ့ဝတ်ပြုကိုယ်ခြင်းကိုသဘောကျတယ်ဆိုအဲ့လိုကိုယ်လို့ရတယ် And God hears the hearts also. ဘုရားရှင်ကကျွန်တော်ရဲ့နှလုံးသားတန်ကိုကြားတာဖြစ်တယ် And some are very expressive. They have to wave their hands. They have to stand up or kneel down. They like to use their hand and everything to express. တချို့တွေကြတော့အဲ့လိုအမျိုးအေးစစ်စစ်မဟုတ်ဘူးတချို့တွေကြအကုန်လုံးလက်ကုန်လည်းလေထဲမှာအကုန်လုံးလေထဲမှာဖြစ်နေ 2 weeks ago, in my church, there's an African. He wants to use an expression to thank you, God. ဒီကနေ့ပတ်လာတော့အာဖရိကကျွန်တော်တို့အတင်းတော်မှာအာဖရိကတယောက်ရှိတယ်သူရဲ့ယေရှုတင်တဲ့အရာကိုသူကပြချင်တယ်ယေရှုပေါ်မှာယေရှုတင်တယ်ဆိုတော့ပြချင်တယ် And he felt that the Holy Spirit asked him to roll on the floor 7 times. သူကပြောလဲဆိုတန်ချင်တော်ဝိညာဉ်တော်ပြောတယ်သူကကျမ်းရဲ့ပေါ်မှာခုနချင်းလိမ့်မယ် And then every time when he rolled, he say, "Thank you, Jesus. Thank you, Jesus." သူကခါလင်းလိုက်တာနဲ့အားလုံး thank you Jesus ပြောလိုက်တယ် That is his expression. He really has something that he really want to thank God. အဲ့တော့သူရဲ့နှလုံးသားထဲကနေပြီးတော့ယေရှုခရစ်တော်ကိုဘယ်လိုပြောရမလဲဆိုတော့သူကလုံးဝသူရဲ့ဘယ်လို expression ပြောထွက်တော့နှလုံးသားနဲ့ထွက်လာတဲ့စကားသံတွေဖြစ်တယ် Or how to do evangelism. Everybody have different ideas too. နောက်ပြီးတော့ even ဒီလေးလုပ်တဲ့အခါမှာလည်းတယောက်နဲ့ဘယ်လိုမှမတူကြဘူး Some go door to door. တချို့ကတက်ဆင်းလုပ်နေကြတယ်
Some do big crusade, many people, thousands of people အာ come. တချို့တွေကျတော့ crusade ဆိုတော့အားလုံးကိုစိတ်လိုက်ကြတယ် And then a lot of people, they talk about show gospel. They do school, they do good work, they do hospital, medical works, and for them that is gospel. ဒါနဲ့တချို့တွေကျတော့အဲ့လိုဟာမျိုးမဟုတ်ဘူးသူတို့တော့တာ social ဆိုပြီးတော့လူမှုဒီလိုမှနေမှာသူကပြီးတော့ကျောင်းတွေဖွင့်တယ်စေကန်းတွေရောအဲ့ဒါလို့ရင်းနဲ့ဒီဝင်ကြီးလေးလောက်ကြတယ်မတူကြအောင်တဲ့တရား Even communion, most churches here now, we do it once a month, right? ကျွန်တော်တို့နောက်ပြီးတော့ပွဲတော်မင်္ဂလာလုပ်တာလေတင်းတော်နဲ့တဘာနဲ့တူတာမတူကြဘူးတချို့ကလမှတစ်ခါ But actually some also every week they have communion. တချို့တွေကျတော့တစ်ပတ်မှတစ်ခါလုပ်နေကြတယ် It doesn't matter. ကိစ္စမရှိဘူးလို့ပါစေ But these are things that we can agree to disagree. အဲ့ဒါတွေကိုကျွန်တော်တို့မတူပေမဲ့သဘောတူရတယ်လက်ခံရတယ်အာမင် We are told to be in unity, but not in uniformity. ကျွန်တော်တို့ကတရားနဲ့တရားစီလို့ညီမချင်းရှိနေတို့တော့ပုံစံတူရမယ်ဆိုတာမဟုတ်ဘူး And God made us different. တရားရှင်ကကျွန်တော်တို့ကိုတရားနဲ့တရားမတူအောင်လုပ်တာဖြစ် That's why if you read on chapter 4, verse 11 and 12, talk about our gifting. ကျွ It's န်တော် different. နောက်ပြီးတော့ခန်းကြီးခုနဧကခန်းကြီးလေးရဲ့ခုနကခန်းကြီးလေးစက်တိကနေကြည့်တဲ့အခါမှာကျွန်တော်ဘုရားရှင်ပေးထားတဲ့ဟိုစုချေစုတွေနဲ့မတူဘူး And our personality is different. နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီပုံနဲ့ကျွန်တော်ရဲ့ဟိုဒီပုံနဲ့ပုံတွေလည်းမတူကြစိတ်နှလုံးသားတွေလည်းမတူကြ Some get excited very easily. တချို့တွေကအရန်ခေါ်လာကြရလွယ်တချို့တွေချာ Some are very quiet. It's very hard to motivate them to do anything. တချို့တွေကြတော့တွန်းလိုက်လာရဘယ်တော့ပဲတွန်းလို့ဆိုတော့လုံးဝမရှိတဲ့လူတွေလည်းရှိတယ် Some are very loud. အဲတချို့တွေချက်လုံးမတယ်ပြောတာ But some are very soft and very sensitive. ဒါပေမဲ့တချို့တွေကြတော့အေးစီစီကဲကိုအေးစီစီမအေးit is Sometimes, because of our difference, we can easily irritate each other. တရားနဲ့တရားမတူတဲ့အခါကျတော့တရားနဲ့တရားနဲ့ကျွန်တော်တို့ကအပြစ်တင်တတ်ကြတယ် But the interesting thing is, စေဝန်စားစားရစေဝန်စားရတဲ့ကူကပါလဲဆိုတော့ we are also irritated with people who are like us. ကျွန်တော်တို့ရဲ့ကျွန်တော်တို့နဲ့တူတဲ့လူတွေကိုလည်းကျွန်တော်တို့သိတဲ့ဘောမကြတယ် So if you just, do things according to our own mood, we are easily irritated with anybody. အဲကျွန်တော်ကိုယ်ပဲလုံးနဲ့အကုန်လုံးကတရားနဲ့တရားနည်းနည်းပါးပါကိုထီလေးကြောင့်ဟောရင်တော့မှနော်စိတ်ထဲမှာတူဖြစ်တော့ကြတီနဲ့ဖြစ်နေကြ Jesus also do not expect us to be the same. ယေရှုခရစ်တော်လည်းကျွန်တော်တို့အားလုံးတူရတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမထားပါဘူး He knows we are different. ကျွန်တော်တို့မတူဘူးဆိုတော့သူသိတယ် That's why He commands us to love one another. အားကြောင့်မတူတဲ့တကယ်ချင်းတွေအားလုံးဖြစ်ကြပါဆိုတော့ကျွန်တော်တို့ပြောထားတယ် Serve one another. တရားနဲ့တရားကျွေးလို့ကျွေးပါ Paul said, bear with one another in love. ဘောလို့ပါပြောတယ်ချစ်ချင်းမြတ်တာနဲ့တရားနဲ့တရားကိုညီညီခံကြပါ Many years ago, in a village in Africa, ဒီကောင်းတော်များများအာဖရိကနိုင်ငံမှာကျော်ကျော်မှာရှိပါတယ် a little boy was lost. ကလေးငယ်တယောက်ပျောက်သွားတာ And in some part of Africa, they have this grass that is very, very tall. အဲဒီအာဖရိကမှာရှိတဲ့ဟိုမြက်ပင်တွေတော့ကိုရှိတယ် So တော်တော်မြင့် the villagers spread out, they go and try to look for the little boy. အဲ့ဒီကလေးကိုလူကျော်မှာရှိတဲ့လူတွေအားလုံးအဲ့ဒီကလေးကိုတွားရှာကြ They couldn't find him. မတွေ့ဘူး So the next day, they have to try again. နောက်တစ်နေ့လည်းထပ်ရှာတယ် And this time, somebody come up with an idea. They said, why don't we join hands and walk through the grass field together? အဲ့ဒါနဲ့တယောက်ပြောတယ်ဒါဆိုရင်အားလုံးလက်တွဲပြီးတော့ဒီကလေးကိုရှာရအောင်ဒီမြက်ကြားထဲမှာရှာရအောင် And they found a child. အဲ့ဒီအချိန်မှာသူတို့ကအဲ့လိုလုပ်တဲ့အခါကျတော့ကလေးကိုတွေ့တယ် But because at night it was very cold, the boy did not survive. အဲ့ဒီညမှာအရာအေးတဲ့အတွက်ကလေးကတော့တည်မရှိတော့ And the mother cried and said, why didn't we join hands earlier? ဟ
သူ့ရဲ့အမေကဘာပြောလဲဆိုဘာဖြစ်လို့စောစောကလေးကကျွန်တော်တို့လက်တို့မတွဲကြတာလဲဆိုတော့သူ့အမေကငိုကြွေးတယ် Church, we are asked to join our hands in unity. တင်းတော့ကျေသူတင်သားလေးကျွန်တော်တို့လက်တွဲပြီးတော့စီးလုံးညီမလို့ရတဲ့ It's ကျွန်တော် something, တို့ပြောထားတာဖြစ်တယ် it's something very, very important in Paul's heart. အဲ့ဒါအရာပေါ်ရဲ့နှလုံးသားမှာအရာအရေးကြီးတယ်ဆိုတော့သူသိလို့ချင်တယ် It's something very, very important in Jesus' heart. ယေရှုခရစ်တော်ရဲ့နှလုံးသားလည်းဖြစ်ပါတယ် If you remember, the last word of Jesus is the same. ယေရှုခရစ်တော်နောက်ဆုံးပြောတဲ့စကားလည်းဒီတာပဲဖြစ်တယ် Love one another. တရားနဲ့တရားချစ်ပါ Serve one another. တရားတော်လို့ကြွေးပါခြေခံပါ We are called in unity ကျွန်တော်တို့ခြေလုံးညီမလို့ရတဲ့ခေါ် to ထားတာ make the effort. အဲ့ဒါဒူးစားပါဒူးစား Because God knows that it's not easy. If you don't make the effort, we won't be able to do it. ကျွန်တော်အာဒူးစားအားထုတ်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့မလုပ်နိုင်ဘူးဆိုတော့ဘုရားရဲ့တည်တယ်ဒူးစားထုတ်ပါ And we have to bear with one another in love. ချစ်ချင်းမေတ္တာနဲ့တင်းကြီးခံရမယ် Not because it's easy. လွယ်လို့မဟုတ်ပါဘူး It requires love. အဲ့ဒါချစ်ချင်းမေတ္တာရှိရတယ် It requires the patience. ဒီခံခြင်းလည်းရှိရတယ် It requires the complete gentleness. လူမဟုတ်တော့နုံနဲ့တင်မချင်းရှိရတယ် But it's the unity of the Holy Spirit. အဲ့ဒါတခြင်းတော်ဝိညာဉ်တော်ရဲ့ခြေလုံးညီမချင်းဖြစ်ပါတယ် And He will give us the strength to do it. အဲ့ဒီလုံးဝရတဲ့လည်းသူကကျွန်တော်တို့ကိုခေါ်လာပေးမှာပါဒါဆိုဒီအရာအတွက်ကျွန်တော်တို့နောက်ပြီးပြန်စဉ်းစားပြီးတော့ဘုရားရှင်ကကျွန်တော်တို့ကိုအခုခုနတော့ဇမနောက်ဆုံးပြောထားတဲ့အရာပေါ့နော်ကလေးငယ်တယောက်လမ်းမှာပြောက်တောထဲမှာပြောက်လုံးဝရှာမတွေ့တဲ့အခါတော့နေကြတော့လူကအားလုံးလက်တွဲပြီးတော့သွားရှာတဲ့အခါတွေ့တယ်ဒါပေမဲ့ကလေးအသက်မရှိတော့သူ့အမေကမပြောလဲဆိုမနိကရိယာအစကရိယာနေပြီးတော့ကျွန်တော်တို့လက်တွဲပြီးတော့ရှာလို့ရှိရင်ဒီကလေးကိုတော့ကျွန်တော်တို့တွေ့မှာစောစောကရိယာနေပြီးတော့လို့လည်းတွဲလိုက်တာလေဆိုသူ့အမေမိုးတာကိုကျွန်တော်တို့ကြားရတယ်။ဘောလုံးကအဲ့ဒါကိုကြည့်တဲ့အခါကျတော့ဒီကျွန်တော်တို့ဒီကနေ့ BBC ဝိုင်းမှာလာတဲ့တင်သူတင်သားလေးနော်ယုံကြည်သူတွေဘာဖြစ်လို့စောစောလေးမတွဲလိုက်တာလဲဆိုတော့မဖြစ်ချင်တဲ့အတွက်ဒီနေ့လက်တွဲဆက်ရအောင်ဟာလေလုယာငယ်ချင်းတွေရှိမှာပါခင်ဗျာသိကြည့်လို့မရတဲ့ငယ်ချင်းတွေလည်းရှိမှာပါနော်ကြည့်လို့ရတဲ့ငယ်ချင်းတွေကောင်းရှိမှာတို့တော်ဒီကနေ့ဘုရားရှင်နဲ့လက်တွဲပြီးတော့လှုပ်ဆောင်ဖို့အတဲတို့တင်းသားတွေကမဟုတ်ကျွန်တော်တို့ဒီမှာလာတဲ့သူကြောင့်မဟုတ်ဒီနေ့မှလာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်လက်တွဲပြီးတော့ဘုရားရှင်အတွက်လှုပ်ဆောင်တော်သူများဖြစ်ဖို့ကျွန်တော်တို့ထိုင်တဲ့နေရာမှာပဲဆိုတော့ဘုရားပြီးတော့ဆုတောင်းကြတယ်မချစ်နိုင်တဲ့သူများမခင်နိုင်တဲ့သူစကားပြောချင်တဲ့သူများကိုလည်းဒီနေ့စိတ်ကူးထားပြီးတော့ကိုတော်သူ့ကိုယေရှုနာမနဲ့ကောင်းချီးပေးပါလေဆိုတော့လောလောခဏလေးထိုင်ရတဲ့ဆုတောင်းကြရအောင်ဟာလေလုယာကိုတော်ချီးပါလေကိုတော်ဒီကနေ့ကိုတော်ရှင်ပြပေးထားတဲ့လောကပတ်တော်ကိုတော်ကိုထူပဲကျေးဇူးတင်ပါတယ်ဒီကနေ့ကျွန်တော်တို့အသက်မှာခင်နိုင်တဲ့သူတွေကြည်လို့မရတဲ့သူတွေအိုးကိုတော်သူဘာစကားမှမပြောဘဲနဲ့စိတ်ချမ်းနေမုန်းတဲ့သူတွေကိုရရှင်ပြတဲ့ကနေ့ကျူးစားပြီးအားထုတ်ပြီးချစ်နိုင်အောင်ကောင်းချီးပေးသနာတော်ပါအတင်းတော်မှာရှိတဲ့အတင်းလူကြီးတွေအလို့ဆရာတွေဘုရားဆောင်ဆရာဆရာမတွေစန္ဒိစကူဆရာမတွေလူနေကောင်းဆောင်တွေအိုလူကြီးကောင်းဆောင်တွေမြို့သမီးကောင်းဆောင်တွေအကုန်လုံးလည်းယေရှုနာမနဲ့ကောင်းချီးပေးပါတယ်သူတို့ပေါ်မှာကောင်းချီးမင်္ဂလာပေးစေတော်မူပါဒီကနေ့ကိုရရှင်ရဲ့ချစ်ချင်းမေတ္တာအားဖြင့်ကျွန်တော်တို့ကိုအိုယေရှုခရစ်တော်ချစ်ချင်းမေတ္တာကိုတော်တော်များအဲ့ဒီချစ်ချင်းမေတ္တာအားဖြင့်တရားနဲ့တရားချစ်နိုင်ကောင်းချီးပေးသနာတော်မူပါဒီလိုချစ်နိုင်ရတဲ့အတွက်ကောင်းချီးပေးဒီကနေ့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်နှလုံးသားနဲ့အစပြုစေတော်မူပါကျွန်တော်အသက်တာလေးကိုအစပြုစေတော်မူပါယေရှုနာမနဲ့စိတ်ကဆုတောင်းပါလေပါဗျာ